ပထမဆုံးကျွန်တော်တို့ဒီ Anycast လေးကို power ကျွေးမှာဖြစ်ပါတယ် power ကျွေးဖို့ဆိုလို့ရှိရင်ကျွန်တော် TV မှာ USB ပေါက်ပါလို့ရှိရင် USB ပေါက်ကနေပြီးတော့ထားရဲ့ power ကျွေးနိုင်တယ်လို့ဒီ phone app data ကောင်းနေတယ်ထိစပ်ပြီးတော့ power ကျွေးနိုင်ပါတယ်ပြီးလို့ရှိရင်ဒီ cloud ကလေးကတော့ TV မှာပါတဲ့ HDMI အပေါက်မှာထုတ်ပေးရမှာဖြစ်ပြီးတော့ဒီနားမှာပါတဲ့ cloud ကလေးကတော့ဒီ iOS နဲ့ Android ကိုပြောင်းပေးတဲ့ switch cloud လေးပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီ device ကိုတက်ဆင်ပြီးတဲ့အခါမှာမျိုးရိုးတက်ဆင်နေတဲ့ HDMI ကိုရှင်းဝင်ပါတယ်အဲ့လိုရွေးချက်ဖို့ဆိုရင်ကျွန်တော်ဒီ control ကားဒီ soft cloud ကသွားပြီးတော့ HDMI ကိုရှင်းနိုင်ပါတယ်ဒီလိုဆိုလို့ရှိရင်တော့ TV screen မှာဒီလိုနေထားလေးရအောင်ဖြစ်ပါတယ်ဒီနေထားလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ scan လေးဖတ်ပြီးတော့ဗောနော်ဒီ Access Mirror ဆိုတဲ့ software လေးကို download ဆွဲပြီးတော့ချိန်ဆက်နိုင်တယ်လို့ဒီဖုန်းထဲမှာဆိုလို့ရှိရင်ဒီ cap software လေးတွေကိုဝင်ပြီးတော့လည်းချိန်ဆက်နိုင်ပါတယ်အဲ့ကောင်မှာကျွန်တော်ဒီ Anycap ဆိုတဲ့ဒီဟာလေးကြာလာပါလိမ့်မယ်ဒီ TV မှာလည်းအဲ့ကောင်လေးကြာလာပါလိမ့်မယ်အဲ့ကောင်မှာကျွန်တော်ဒီဖုန်းနဲ့ TV နဲ့ကချိန်ဆက်တာဖြစ်ပါတယ်